အားလုံးပဲမင်္ဂလာပါရှင်ပြောပြမယ် channel မှာကြိုဆိုပါရစေဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ကြက်သွန်ဒီကိုအစိမ်းစားခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုကြည့်ရင်ကျမတို့ရဲ့ channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်ထားပေးပါဦးနော်ကြက်သွန်ဒီကိုချက်ပြုတ်ကြော်လော်ပြီးစားတာကအတော်လေးကိုရတာတိုးစိန်နိုင်ပါတယ်ဒီလိုပါပဲကြက်သွန်ဒီကိုအစိမ်းစားတာဟာလည်းကျန်းမာရေးအကျိုးကျေးဇူးတွေများစွာရရှိနိုင်ပါတယ်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကျွဲရတယ်။ကြက်သွန်နီဟာဓာတ်တိုးဆန့်ကျင်ပစ္စည်းကျွဲရတယ်လို့နာမည်ကြီးတဲ့မိဖို့ကြောင့်ပစ္စည်းတစ်မျိုးပါပဲ။ကြက်သွန်နီမှာဓာတ်တိုးပစ္စည်းတွေကြောင့် cell တွေပျက်စီးတာကိုကာကွယ်ပေးနိုင်တဲ့ phenolic ဓာတ်ပေါင်းတွေပါဝင်နေပါတယ်။ဒါကြောင့်ဓာတ်တိုးပစ္စည်းတွေကြောင့်ကင်ဆာနဲ့နှလုံးရောဂါအပါအဝင်နာတာချင်းကျန်းမာရေးပြဿနာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ကြက်သွန်နီအစိမ်းမှာပါတဲ့ဓာတ်ဟာသွေးတို့ကျစေသလိုအယောင်ကျစေနိုင်ပါတယ်။ဒါကြောင့်နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကိုကောင်းမွန်စေပြီးသွေးခဲတာသွေးကြောထဲမှာအဆီစုပုံတာတွေလိုမျိုးနှလုံးသွေးကြောတွေကိုထိခိုက်စေနိုင်တဲ့အခြေအနေတွေကိုကာကွယ်ပေးပါတယ်။အစာချေစနစ်ကိုကျန်းမာစေတယ်။ကြက်သွန်နီအစိမ်းမှာအမြင်နဲ့ကြွယ်ဝစွာပါဝင်နေတာဟာအစာချေစနစ်ကိုကျန်းမာစေပြီးဝမ်းမှန်စေဖို့ရောအစာမကြေတာမျိုးတွေမဖြစ်အောင်လဲကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့်ဝမ်းချုပ်တာမျိုးကင်းစေပြီးဥမာကြီးကိုလည်းကျန်းမာစေဖို့အတွက်အထောက်အကူပြုနိုင်ပါတယ်။ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။ကြက်သွန်နီမှာဗီတာမင် C ပါဝင်နေတာကြောင့်ကိုယ်ခံအားကောင်းစေပြီးသွေးဖြူ cell တွေထုတ်လုပ်မှုကိုတိုးမြှင့်ပေးနိုင်ပါတယ်။အေးမိဖျားနာတာတွေကိုသက်သာစေနိုင်တယ်လို့အခြားသောအသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာတွေမဖြစ်စေဖို့ကိုလည်းကာကွယ်ပေးနိုင်ပါတယ်။အယိုးတွေတန်ပါစေနိုင်တယ်။ကြက်သွန်နီအစိမ်းမှာကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်နေတာကြောင့်အယိုးတွေကိုတန်ပါစေပြီးအယိုးဘဝရောဂါဖြစ်နိုင်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်။အယိုးသိပ်သီးစာကျဆင်းတာကိုလည်းလျှော့ချပေးနိုင်ပါတယ်။အယိုးပါတာမျိုးဖြစ်နိုင်ခြင်းကိုလည်းလျှော့ချပေးနိုင်ပါတယ်။စီးကြိုထိန်းညှိပေးတယ်။ကြက်သွန်နီအစိမ်းမှာပါတဲ့ဓာတ်ပေါင်းတစ်မျိုးဟာသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးပြီးအမျိုးအစားနဲ့စီးကြိုရောဂါရှိသူတွေမှာသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်။အမြင်ဓာတ်ပါဝင်နေတာကလည်းအစာစားပြီးချိန်မှာရုတ်တရက်သွေးရင်းတကြားဓာတ်မြင့်တက်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေအပြင်ကြက်သွန်နီကိုအစိမ်းစားပေးတာဟာကယ်လိုရီပါဝင်မှုနည်းတယ်လို့အဆီလည်းပါဝင်မှုနည်းတာကြောင့်ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ဒီနေ့ပြပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကတော့ကြက်သွန်နီကိုအစိမ်းစားခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ယခုလိုဘုဒ္ဓတာဖြစ်ပွဲဗီဒီယိုလေးတွေကိုတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ပြပြမယ် channel ကို subscribe လုပ်ရသေးရင် subscribe လုပ်ထားပြီးအသစ်တင်တိုင်းကြည့်ရလေအောင်ဘေးကခေါင်းလောင်းလေးကိုပါနှိပ်ထားပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။